အခုမြင်တွေ့နေရတာကတော့ကျွန်းညိုသခင်ရေငန်းပိုင်ဥရှင်ကြီးနတ်ပွဲပဲဖြစ်ပါတယ်မြန်မာပြည်အောက်ပိုင်းအထူးသဖြင့်မြေဝကျွန်းပေါ်ဒေသမှာအများဆုံးကိုးကွယ်ပူဇော်ကြပြီးရေချောင်းခရီးအတွက်အန္တရာယ်ရှင်းဘေးကင်းဖို့ပူဇော်ကြတယ်လည်းဖြစ်ပါတယ်ကန်ဆိုးသူမောင်ရှင်လို့အားလုံးကတည်ထားကြတဲ့ဒီနတ်ဟာစောင်းကိုပိုက်ကြားဓမ္မမဟုတ်မိချောင်းတကောင်ရဲ့ကြောကောင်းပေါ်မှတ်တရပြီးစောင်းတီးတဲ့မောင်ရှင်ရဲ့သမိုင်းကအယံကိုမှတနာစရာကောင်းလာပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့ရှင်ပြုတ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးငွေစုဖို့လေထိုးသားအဖြစ်လိုက်သွားရာကနေနတ်ကြီးတဲ့ကျိုးမှာစောင်းတီးမိရာမှဝိညာဉ်နှုတ်ခံရပြီးနတ်စိမ်းဖြစ်သွားရတဲ့ကန်ဆိုးသူမောင်ရှင်ဒါမှမဟုတ်ရေငန်ပိုင်ဥရှင်ကြီးနတ်ရဲ့တနာစရာနောက်ခံသမိုင်းကြောင်းကိုဘ ഹു တုတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်နီပါတစ်ချိန်ကမွန်လူမျိုးများအများဆုံးနေထိုင်ကြတဲ့ရမညတိုင်းပဲခူးဒေသကစင်ရွာမှာမိခင်ဒေါ်ဖြူနဲ့သားဖြစ်သူမောင်ရှင်တို့သားမိနှစ်ဦးနေထိုင်ကြပါတယ်မောင်ရှင်အသက်ငယ်စဉ်ကတည်းကဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးစင်ရဲနွမ်းပါးစွာနေထိုင်လာကြပြီမယ်မပြည့်စုံတဲ့ဘဝမှာမိခင်ဖြစ်သူဒေါ်ဖြူဟာသားဖြစ်သူမောင်ရှင်ကိုရှင်တမနေဝုတ်ပေးဖို့ဆန္ဒရှိနေပါတယ်မောင်ရှင်ရဲ့ဖခင်မကွယ်လွန်ခင်စားဝတ်နေရေးအစဉ်ပြေနေတဲ့အချိန်မှာဒေါ်ဖြူရဲ့အမဖြစ်သူဒေါ်သူကငွေ3ပိတ်သာချေးငှားထားတာကိုတတိယမိသွားပါတယ်ဒါကြောင့်အမဖြစ်သူဒေါ်သူအိမ်ကိုအကျွေးတောင်းဖို့ရောက်လာတဲ့အခါမှာတော့အတန်အတိချမ်းသာနေတဲ့ဒေါ်သူကဒေါသတကြီးနဲ့ရစရာမရှိအောင်အမျိုးမျိုးပြောဆိုကြိမ်မောင်းပြီးဆဲဆိုလိုက်ပါတယ်မောင်ရှင်ရဲ့မိခင်ဒေါ်ဖြူခမအကျွေးလက်ဆုံးအရှက်လဲကွဲငူငူယိုယိုနဲ့အိမ်ကိုအပြေးပြန်လာရပါတယ်တနာစရာမောင်ရှင်တို့သားအမိဟာအရှက်တရားနဲ့နာကျင်မှုတံတွေကြောင့်ဒလနယ်ဘက်သို့ပြောင်းရွှေ့လာပါတယ်ရှင်တမနေဝုတ်ဖို့ဆန္ဒရှိနေတဲ့မောင်ရှင်ခမငွေကြေးစုဆောင်ဖို့အတွက်မျောခုတ်တဲ့တာမန်လှေကြီးမှာလေထိုးသားအဖြစ်လိုက်ပါရပါတယ်အဲ့ဒီအချိန်တုန်းကဒလသားတွေတန်ပန်လှေကြီးနဲ့မျောခုတ်တဲ့နေရာကတော့ယခုမိမလကျွန်းနဲ့ကျွန်းညိုတို့ပဲဖြစ်ပါတယ်အဲ့ဒီကျွန်းတွေကအေယာရီတိုင်းယခုဘိုးကလေးမြို့နယ်မှာဖြစ်ပြီးမွန်ဘာသာရမိမလာလို့ခေါ်ကြပြီးမြားရပင်များပေါက်တဲ့ကျွန်းလို့အဓိပ္ပာယ်ရတဲ့အပြင်အယောင်ကမှခြောက်ချပြီးနှက်ကြီးတဲ့ကျွန်းလည်းဖြစ်ပါတယ်တခါကအဲ့ဒီကျွန်းမှာအမဲလိုက်မုတ်စုတယောက်အမဲလိုက်ရင်ကြားကြိုက်လို့သေဆုံးသွားခဲ့ပါတယ်အဲ့ဒီညမှာပဲအိမ်မှာကျန်နေတဲ့မုတ်ဆိုးရဲ့သမီး၄ယောက်ထဲကအကြီးဆုံးသမီးဖြစ်သူဟာသူမရဲ့ဖခင်ကမုတ်ဆိုးမဟုတ်ပဲနတ်ဝနတ်စားနဲ့ဖြစ်နေကြောင်းအိမ်မက်မြင်မဲ့ခဲ့ပါတယ်နောက်နေ့မှာတော့ကြံတဲ့ညီမတွေကိုပြောပြလိုက်တဲ့အခါအလုံးကစိတ်ပူသွားကြပြီးဖခင်ကိုလက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဖခင်ဖြစ်သူကိုလိုက်ရှာဖို့အတွက်ညီမ၄ယောက်ကကံမကောင်းစွာပဲကြားကြိုက်ခါမုတ်ဆိုးရဲ့သမီး၄ယောက်လုံးသေဆုံးသွားရပြန်ပါတယ်ဒါကြောင့်ကျွန်းတော်ထဲမှာကြားကြိုက်လို့အသေးစိုးနဲ့သေဆုံးသွားပြီးအစိမ့်ပိတ်တာများဖြစ်နေကြတဲ့ညီမ၄ယောက်ဟာအချိန်တွေကြာလာတဲ့အခါမှာတော့ကျွန်းစုံနှံများဖြစ်လာကြတယ်လို့ဒေသခံများကဆိုကြပါတယ်မောင်ရှင်အတူလိုက်ပါလာတဲ့တံပန်လှေကြီးကအဲ့ဒီကျွန်းစီရောက်ရှိလာတဲ့အခါမျောခုတ်သမားတွေကဓာကူစီနဲ့မျောကောက်ဖို့ကျွန်းတော်ထဲဝင်သွားကြပြီးမောင်ရှင်ကတော့လေဆောက်အဖြစ်နေရစ်ခဲ့ပါတယ်တံပန်လှေကြီးမှာတယောက်တည်းရှိနေတဲ့မောင်ရှင်ကအပြင်းပြေအနေနဲ့ယူဆောင်လာတဲ့သူ့ရဲ့ဆောင်ကိုတာယာညှိ့ညောင်းစွာတီးခတ်နေပါတယ်ငကူကလေးကစောင်းပညာမှာထူးကြုံပြောင်ပြောင်လှတဲ့မောင်ရှင်ရဲ့စောင်းလက်တံတွေနှဝင်းချိုလွန်းတဲ့အတွက်အဲ့ဒီကျိုးမှာနတ်စိန်အဖြစ်စောင်းရှောက်နေကြတဲ့နတ်သမီး၄ပါးကလာရောက်နားဆင်ပြီးသဘောတွေကျနေပါတယ်
ဒီလိုနဲ့မြို့ခုတ်သွားပြီးလို့ပြန်လာကြတဲ့မြို့ခုတ်သမားများကမြို့တိုင်တွေကိုတံပန်လှေကြီးအပေါ်တင်ကြပြီးလှေထွက်ဖို့လုပ်ကြပါတယ်ဒါပေမဲ့မောင်ရှင်လိုက်ပါလာတဲ့တံပန်လှေကြီးဟာကံကနေခွာဖို့အလုံးမှာဘယ်လိုမှခွာလို့မရပဲထူးဆန်းစွာရပ်တန့်နေပါတယ်လှေသမားတွေကနီးမျိုးစုံနဲ့ကြိုးစားပြီးတွန်းထုတ်နေကြပေမဲ့လှေကြီးကကမ်းစားကနေလုံးဝမရွေ့နိုင်ပဲဖြစ်နေပါတယ်ဒါကမောင်ရှင်ရဲ့ตาရလှတဲ့စောင်းလက်တံအပေါ်အရန်ကိုဆွဲလန်းသွားပြီးဖြစ်တဲ့20ညီမ4ယောက်ကတံပန်လှေကြီးထွက်သွားလို့မရအောင်တကူနဲ့တားဆီးထားခြင်းပဲဖြစ်ပါတယ်ဒီလိုချိန်မှာအသွေးကြောင်ရည်ကျတဲ့လှေတကြီးကလှေလောက်သားတွေအားလုံးထဲကမှတယောက်ယောက်ကိုခြံထားရမယ်ဆိုတာနားလည်လိုက်ပါတယ်လေပေါ်လိုက်ပါလာသူအားလုံးတယောက်မကြမ်းမဲနှိုက်ခိုင်းပြီးတကယ်လို့မဲပေါက်တဲ့သူဟာဒီကျိုးမှာခြံထားခြင်းခံရလိုက်မယ်လို့တညီတညွတ်ဒီဆုံးဖြတ်လိုက်ကြပါတယ်ကံမကောင်းစွာနဲ့ပဲမဲနှိုက်တဲ့အစီအစဉ်မှာမဲပေါက်တဲ့သူကတော့ကန်ဆိုးသူမောင်ရှင်ပဲဖြစ်ပါတယ်မောင်ရှင်ခင်ဗျာဝမ်းနည်းမှုစိတ်ခံစားချက်အနိုင်အဆမရှိတော့အောင်ခံစားခဲ့ရပြီးငိုကြွေးခဲ့ရပါတယ်ရှင်တမဏေဝတ်နိုင်ဖို့ရာရည်ရွယ်ပြီးငွေစုဖို့လေထိုးသားအဖြစ်လိုက်ပါရာကနေအခုလိုကံမကောင်းအကြောင်းမလားပဲကန်ဆိုးမှုကြီးနဲ့ကြုံတွေ့ရတဲ့မောင်ရှင်ဟာမိခင်ရှိတဲ့ရွာစီဘယ်တော့မှပြန်မလာနိုင်တော့တဲ့အတွက်တကယ်ကိုတနာစရာကောင်းလှပါတယ်ငယ်ရွယ်သေးတဲ့မောင်ရှင်ဟာလူသူမရှိတဲ့ဒီလိုနတ်ကြီးတဲ့ကျုံးကြီးမှာတယောက်တည်းဘယ်လိုရှင်တန်ရမလဲဆိုတဲ့အသွေးနဲ့ရင်ခွဲမတတ်ပူဆွေးဝမ်းနည်းစွာငိုခဲ့ရပါတယ်နောက်ဆုံးမှာတော့လေသားတချို့ကစောင်းပိုက်ထားတဲ့မောင်ရှင်ကိုရေထဲပစ်ချပြီးတဲ့အချိန်မှာပဲတမန်လီကြီးကကျုံကန်စားကနေပေါ့ပါစွာထွက်သွားနိုင်ခဲ့ပါတယ်ကန်ဆိုးသူမောင်ရှင်ကတော့သူ့ရဲ့ခန္ဓာကိုယ်ရေထဲမရောက်ခင်လေးမှာပဲနှက်စိမ်းညင်မ၄ပါးကမောင်ရှင်ရဲ့အသက်ဝိညာဉ်ကိုနှုတ်ယူသွားပြီးယနေ့အချိန်ထိကျိုးညို့သခင်မောင်ရှင်ဒါမှမဟုတ်ရင်ငံပိုင်ဥရှင်ကြီးနဲ့ဖြစ်လာခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကနေစပြီးမြမပြည်အောက်ပိုင်းအထူးသဖြင့်အေရဝတီမြို့ဝကျွန်းပေါ်ဒေသရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တချို့သတင်းသာရေးတိုင်းအထိရင်ငံပိုင်ဥရှင်ကြီးနဲ့ကိုကိုးကွယ်ကြပြီးရေချောင်းခရီးအတွက်ဘေးအန္တရာယ်ကင်းရှင်းဖို့ရာဒီနေ့အထိပူဇော်နေကြကြောင်းဘ ഹു တုတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်